ကိုမင်္ဂလာပါဒေါက်တာစိတ်ပါဟုတ်ကဲ့မင်္ဂလာပါဗျဟုတ်ကဲ့ဆရာဝန်တယောက်စီကိုစိတ်တို့က24နိုင်ကြိတ်တဲ့ချိန်ဖုန်းခေါ်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အခမဲ့ဆွေးနွေးမင်းများတိုင်ပင်လို့ရတယ်ဆိုတာကိုသိလားမသိသေးဘူးဗျခုမှပဲကြားဘူးအဲ့ဆိုရင်စိတ်နေနေရှင်းပြမယ်အကိုအတမ်စင်ကကိုင်နေဆိုရင်ဖုန်းနံပါတ်ခွန်88ခွန်ဆိုတဲ့ကဏ္ဍလေးလုံးကိုနှိပ်လိုက်ဆရာဝန်တယောက်ကလာကိုင်လိုက်မယ်အဲ့ခါကျရင်ကိုသိကျင်တဲ့ကျမ်းမာရေးအကြောင်းကဘာနဲ့ဘာအကြောင်းမဆိုမေးလို့ရတယ်ဟုတ်ကဲ့နော်အဲ့ခါကျရင်ကိုယ့်ရဲ့ကျမ်းမာရေးကိစ္စအဆင်ပြေသွားမှာပေါ့အဲ့ဆိုရင်စိတ်တို့စမ်းပြီးတော့ခေါ်ကြည့်ရအောင်နော်ကျမ်းမာရေးအကြောင်းလေးသိချင်လို့ပါဗျဟုတ်ကဲ့ကျွန်တော်လေးအိမ်မှာလေးကျွန်တော်ရဲ့အဖေပေါ့ဗျာစီးချိုဖြစ်နေတာတော့တနေ့လောက်တော့ရှိပြီပေါ့တော်တော်ရအဲ့ဒါဟိုမှာပုံမှန်စိတ်လေးစားနေရဟိုတခါလေးကြတော့ကြာတယ်တခါလေးကြလည်းအဲ့လိုမျိုးလေးတော့တက်လာတယ်ပေါ့ပုံမှန်တော့မရှိဘူးပေါ့တော်တော်ရအဲ့လေးဘယ်လိုမျိုးလေးလောက်ဆောင်ပြီးလို့ရမလဲဒီရောဂါကကြတော့စိတ်တော့မပြင်းဖို့လိုအပ်တယ်ပေါ့နော်ဒီရဲ့သဘောကဒီကနေရိုက်တောက်ရတာအများလာတယ်မတောက်ချင်တော့ပြင်းလာတာဆိုရှိရဲအဲ့တော့စိတ်တော့မပြင်းဖို့လိုတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုအနေနဲ့အသားတောက်ရှောက်ပါတယ်နော်အသားတောက်မှဆိုလို့ရှိရင်အခုတစ်ချိန်အရန်မချိုတဲ့ဟာလေးဆင်းတဲ့ဟာလေးခါတဲ့ဟာလေးအကုန်လုံးတည်အခုတစ်ချိန်အရန်ဆိုတာရာသီပေါ်အတင်းနဲ့ပြည့်ပြီးလို့ပြင်းပြီးလို့အဲ့လိုကြားရတယ်ဆိုသူတို့တော့မတည့်ဘူးပေါ့နော်ဟုတ်ကဲ့နော်ဥမာဆင်းတဲ့အတင်းနဲ့နေတမယာသီးလို့ရှောက်ပြီးလို့တိုက်စလောက်တာဘာမှပြဿနာမရှိဘူးဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအားတော့အသားတောက်လို့ပတ်သက်လို့ရှိရင်ပေါ့နော်နောက်တစ်ခုကကျတော့ကုလက်လုံချောင်းလုပ်ပြရတယ်လမ်းလျှောက်ပေးတာမျိုးတွေတို့အကျော်လျှော့တာမျိုးတွေပါလေအဲ့လိုမျိုးလုပ်လို့ရတယ်စီးချိုသမားတယောက်ရဲ့စားမဲ့ပုံစံကအပြီးရွက်ပို့ပြီးစားရတယ်သမင်းနဲ့အသားငါးတုပ်ဆိုခုခုပေါ့နော်အဲ့လိုခံတာနောက်တော့ဝက်ပဲစားဟုတ်ကဲ့ဆရာဟုတ်ကဲ့အားပါသိချင်တယ်ရှင်တခြားတော့အဲ့သွေးတိုးလေးရောပေါ့ဆရာမရအဲ့လိုမျိုးလေးရောတစ်ချက်တော့ဖြစ်တယ်ပေါ့တွေးတော့ကတော့ကိုယ်လည်းပြောမယ်သူညှိချက်တဲ့ချိန်ကျရင်အငန်းကြီးအစီစိတ်တွေလျှော့စားခိုင်းပေါ့ဒီသားမဲ့ညမှာအသားပဲစားပေါ့နော်ဟုတ်ကဲ့အဲ့ခုနကပြောတဲ့ကိုယ်လည်းလှုပ်ရှားမှုကတော့စီးချိုပဲဖြစ်တွေးတိုးပဲဖြစ်အကုန်လုံးဆက်လို့အပ်တယ်အဲ့တော့တွေးတိုးစီးချိုကနှမျိုးလုံးရှိရလို့ဆိုရင်နှလုံးရောဂါဖြစ်တာပို့ပြီးတော့အခုနေများတယ်ပေါ့အဲ့တော့ပို့ပြီးတော့ကျူးဆိုင်ရတယ်ဟုတ်ကဲ့ပါဆရာဟုတ်ခုလိုပြကြပြီလို့ဆိုမှကျေးဇူးပါဆိုတော့အခုဆရာဝန်နဲ့ဆွေးနွေးတာအဆင်ပြေလားလွယ်လားလွယ်ပါတယ်ဖုန်းပေရောကုန်သွားလားမသိဘူးဖုန်းပေလည်းမကုန်ဘူးเนาะကဲဒါဆိုရင်တော့အဲ့လိုမျိုးကိုမိသားစုဝင်အတွက်မဆိုကိုအတွက်ပဲဖြစ်ဖြစ်ဘယ်သူအတွက်မဆိုပေါ့ကျမကြီးအကြောင်းသိချင်ရင်အခမဲ့ကျမကြီးဆောက်ရှောက်မှုရနိုင်တယ်စိတ်တို့ရဲ့ခွန်ရှိကိုခေါ်ရတာလည်းလွယ်ကူရိုးရှင်တယ်အဲ့ဒါလေးကိုခေါ်အောင်ပါလားခေါ်ပါပါလားဟုတ်ကဲ့ဒါဆိုရင်စိတ်တို့အစီအစဉ်မှာပါဝင်ပေးတဲ့အတွက်အမတ်တရလက်ဆောင်လေးလည်းလက်ခံပေးပါအောင်เนาะကျမဒုက္ခနဲ့ပြည့်စုံပါစေရှင်အခုလိုမျိုးစီးချိုသေးတို့ယောဂါတွေဆိုတာကဖြစ်ပြီးဟဲ့ဆိုရင်တော့ကိုစားကျင်လို့စားတာမျိုးမဟုတ်ဘဲနဲ့ခွန်ရှိခွန်ကိုအတက်စင်းကနေဖုန်းဆက်ပြီးတော့ဆရာဝန်တွေရဲ့ညွှန်ကြားချက်နဲ့အညီစားတောက်နေထိုင်ရမယ့်ယောဂါအခြေအနေမျိုးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ရွှေမန်းသူရွှေမန်းသားတွေကိုခွန်ရှိခွန်ရဲ့အခမဲ့ကျန်းမာရေးဆောက်ရှောက်မှုကြောင့်သိဖို့အတွက်ထပ်ပြီးတော့မိတ်ဆက်ပေးအောင်မယ်